ဒီလူမျိုးစုကိုမြင်ရင်တော့ကဘာကြီးကခင်းတော့ပြန်ဆွဲနေသလားလို့ထင်ရပါတယ်။ဘာလို့လဲဆိုတော့တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာတင်တို့အနေနဲ့ဒီလိုလူမျိုးစုတွေရှိနေအောင်မယ်လို့ထင်ထားမှာမဟုတ်လို့ပါပဲ။ဒါဆိုသူတို့ကဘာတွေထူးခြားနေလို့လဲ။ဘာလို့တခြားမျိုးနွယ်တွေနဲ့မတူကြတာလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာမို့ကျွန်တော်နဲ့အတူဗီဒီယိုလေးဆုံးထိကြည့်လိုက်ရအောင်ဗျာ။အခုစီစဉ်လေးကိုမစတင်ခင်ကဘာကြီးထဲမှာထူးခြားအံ့ဩစရာအကြောင်းအရာတွေကိုဘ ഹു တုတအနေနဲ့ရှာဖွေတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့တူခေါင်းလောင်းလေးနှိပ်ထားကြပါအောင်နော်အခုလူကြီးမင်းတို့မြင်တွေ့နေရတာကတော့ဟင်ပါလူမျိုးစုပဲဖြစ်ပါတယ်သူတို့ဟာနမီးဘီးယားနိုင်ငံမြောက်ပိုင်းမှာနေထိုင်ကြတဲ့အာဖရိကတိုက်တွေကလူမျိုးစုတစုဖြစ်ပါတယ်သူတို့ဟာတာမန်အချိန်စုဝစ်ပလာနဲ့နေတတ်ကြပြီးမွန်ဂိုလီးယားလူမျိုးတွေလိုရိုးရာဓလေ့ကိုထိမ့်သိမ်းထားတတ်တဲ့သဘောမျိုးဖြစ်ပါတယ်။ Change the shoes. So the costume is already here. ဒါပေမဲ့သူတို့စီကိုဧည့်သည်တွေလာတဲ့အခါမှာတော့အဝတ်တွေရှုံထားတတ်ကြပါတယ်။ Deodorant or perfume just to smell. ဒီဘက်ခင်းနဲ့အနှဲငယ်အလံဝေးကွာနေပြီးသူတို့ရဲ့ရိုးရာပုံစံအတိုင်းနေတတ်ကြပေမဲ့အရန်ကိုဖော်ယူတတ်ကြပါတယ်။ When she's small, or if there's no age. သူတို့ရဲ့နေအိမ်တွေကိုရှုံစည်းတွေနဲ့အသုံးပြုထားကြပြီးသူတို့ရဲ့သပင်တွေကိုလည်းရှုံစည်းတွေနဲ့ဖွဲ့ထုံးထားကြပါတယ်။ဒါတွေမကသေးပဲသူတို့ရဲ့ခန္ဓာကိုယ်ကိုလည်းရှုံစည်းနေတွေအမြဲလိမ့်ထားတတ်ကြပါတယ်။ဒါဟာအရေးပြားကိုကာကွယ်ပြီးနေအောင်ကြည်တန်တဲ့ယောဂပိုးမွားတန်ကကာကွယ်ထားကြတာလို့သူတို့ကိုသူတို့ယုံကြည်ထားကြလို့ပါ။ They just buy How are you? It's you. Nice. Oh. Are you done? Wow. Very သင်တို့ nice. ထင်မဲ့မထားမိတာကသူတို့ဟာအပြာရောင်မျက်လုံးပိုင်ရှင်တွေပဲဖြစ်ပါတယ်။ဘာမှရှင်းမထားပဲပင်ကိုပြာရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားကြတာပါ။ဘင်္ဂလီတွေဟာအရွယ်ရောက်ကြောင်းပြသဖို့ခေါင်းပေါ်မှာစိတ်တရည်ကိုပန်ထားကြရပါတယ်။နောက်ပြီးသူတို့ဟာလေဆွဲတို့ကိုကိုယ်တိုင်ပြုတ်လို့တစားစင်ကြပြီးတစ်ခေါက်တစ်ဆေးတို့ရတဲ့အဆေးတွေကိုအမွှေးနှံ့တာဖြစ်အသုံးပြုကြပါတယ်။ So guys, let's end on it.သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့စင်တစားတွေနဲ့ချွန်စည်းတွေနဲ့ပြုလုပ်ထားတဲ့ရိုးရာအယုတ်တွေကိုဝိုင်းဖွဲ့ပြီးဈေးရောင်းပွဲတော်ဖြစ်တဲကင်းရောင်းတတ်ကြပါသေးတယ်။ Guys, they also have the market. So if you visit them, you can support them by buying for them these crafts. You can see there is bracelet, there is a necklace here, and there is these made of. အင်ပါလူမျိုးစုတွေဟာနွားစိတ်တိုးတွေမွေးမြူထားကြပြီးအဲ့ဒီအကောင်တွေစီကရတဲ့နှုတ်အသားနဲ့အရေကုန်တွေကိုအသုံးပြုကြပါတယ် Serving as a means of wealth and social status. သူတို့စီကရတဲ့နှုတ်တွေကိုဘူးသီးလိုအိုးထဲမှာအလုံးပိတ်တူလောင်ထားတတ်ကြပြီးဒါဟာနှုတ်တွေရှင်တာမျိုးမဖြစ်ဘူးလို့လည်းဆိုပါတယ် All right. So me and my new wife here. ဒါအပြင်ဒလိဆန်ကရတဲ့တရေတွေကိုကပန်းနဲ့လက်ဝတ်တစားအလှဆင်တဲ့နေရာတွေမှာအသုံးပြုတတ်ကြပါတယ်။ဒါအပြင်သူတို့ဟာပြောင်းပဲဖယုံသီးနဲ့အရှားဟင်းသီးဟင်းရွက်တွေကိုလည်းစိုက်ပျိုးတတ်ကြပါတယ်။ So guys, we'll be studying from the main hut.
the red organ on our body just to protect us from the sunlight, and also it's a cultural. Only women from the age of 20 and above, that's where used to wear the crown. သူတို့ဟာသူတို့မိသားစုနဲ့နေရရိုးရာဓလေ့တွေကိုရန်လေးထားတတ်ကြပြီးသူတို့ရဲ့ကြေးရွာတွေကိုခေါင်းဆောင်များနဲ့ဖွဲ့စည်းပြီးအဲ့ဒီခေါင်းဆောင်တွေကဥဆောင်တတ်ကြပါတယ် and shared this food with the ခီးသွားလှည့်လည်သူတွေဟာအရင်ဆုံးခေါင်းဆောင်တွေစီကိုသွားပြီးနှုတ်ဆက်ရပါတယ်လက်ဆောင်နဲ့စားစရာတွေပေးတဲ့အခါမှာလည်းခေါင်းဆောင်တွေကအားလုံးကိုညီမျှခွဲဝေပေးကြပါတယ် ရန်ကိုထူးဆန်းပြီးအံ့ဩစရာကောင်းတာကဟင်ဘာလူမျိုးတွေကယောက်ျားတစ်ယောက်ကိုဇနီးမယားများစွာရှိနေကြတာပါဒီတဲ့ပိုပြီးထူးဆန်းတာကအဲ့ဒီကိုလာရောက်လဲပတ်ကြတဲ့အမျိုးသားတွေတိုင်းသူတို့ကြိုက်နေတတ်တဲ့ဟင်ဘာလူမျိုးမိန်းကလေးတစ်ယောက်နဲ့တညတာအချိန်ကုန်ဆုံးစီပါတယ်ဒါကိုသူတို့ရဲ့ယောက်ျားတွေကကြီးပြူစွာခွင့်ပြုပေးထားကြတာပါလူကြီးမင်းတို့အနေနဲ့ကဒီလိုအဝတ်ပြုမှုကိုဘယ်လိုထင်မြင်မိလဲဆိုတာ comment မှာရေးသွားကြပါဦးအခွင့်အခါကြုံရင်ဒီလိုနေရာတွေကိုအလဲပတ်သွားဖို့အကြံပြုရင်းကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လေးတစ်ချက်လောက်နှိပ်ခဲ့ကြပါအောင်ခင်ဗျနောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်သွားကြပါအောင်ခင်ဗျ